မင်္ဂလာပါကမ္ဘာရွှေဈေးကတော့ဒီ2ရက်မှာဈေးနဲ့ငယ်ပြန်ကျနေရတွေ့ရပါတယ်ဒီနေ့ဇန်နဝါရီလ16ရက်နေ့တောက်ကြနေတဲ့ကမ္ဘာရွှေဈေးဘယ်စည်းတွေကိုစောင့်ကြည့်ပြီးတော့မှအဝယ်ရောင်းလုပ်ရမလဲဘယ်ထိဈေးတက်ကြတွေသွားနိုင်လဲဆိုတာကိုဤပညာပိုင်းကခန့်မှန်းသုံးသပ်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဒီနေ့တောက်ကြနေ့ကတပတ်တာကမ္ဘာရွှေဈေးရဲ့နောက်ဆုံးနေ့ဖြစ်ပါတယ်စနေတနင်္ဂနွေမှာဆိုရင်ကမ္ဘာရွှေဈေးကွက်ကပိတ်တာဖြစ်တဲ့အတွက်ဒီနေ့အယောင်းဝယ်လုပ်မဲ့သူတွေအနေနဲ့သတိထားပြီးမှအယောင်းဝယ်ပြုလုပ်စေချင်ပါတယ်ရှင်ဒီနေ့တောက်ကြနေ့မနက်ခင်းပိုင်းမှာကမ္ဘာရွှေရတောင်အဆကို4615ဈေးနဲ့ဈေးစဖွင့်လာခဲ့ပါတယ်အမြင့်ဆုံးအနေနဲ့4620ထိတက်ထားပြီးတော့မှအနှိမ်ဆုံးဈေးအနေနဲ့4591ထိဈေးကျထားပါတယ်လက်ရှိရောက်နေတဲ့ဈေးတန်းကတော့4600နဲ့ခွန်ပေါ့နော်ဒီဈေးတန်းဝန်းကျင်မှာဈေးတက်ကြသွားနေတာဖြစ်ပါတယ်ဆိုတော့ဒီနေ့အတွက်ဘယ်ဈေးတွေကိုအဓိကစောင့်ကြည့်ပြီးတော့မှအဝယ်ရောင်းလုပ်ရမလဲဆိုတာကိုကမ္ဘာရွှေရဲ့ candlestick ချက်စရာကိုကြည့်ပြီးတော့မှအတူတူလေ့လာကြည့်ကြပါမယ်ရှင်လက်ရှိ analysis ကို1 hour time frame နဲ့ခန့်မှန်းသုံးသပ်ပေးသွားမှာဖြစ်ပါတယ်။ဒီနေ့အတွက်အဓိကစောင့်ကြည့်ရမယ့်ဈေးတန်းစုံကတော့4585ဒီဈေးတန်းဝန်းကျင်စုံဖြစ်ပါတယ်။ဒီဈေးတန်းက strong support ဈေးတန်းအနေနဲ့တည်ရှိနေတာတွေ့ရပါဘောနော်။အရင်ရက်တွေမှာလည်းဈေးကအမြင့်ကနေကျလာတယ်။ဒီနားလေးရောက်မှပြန်တက်သွားတယ်။နောက်တစ်ချိန်ပြန်ကျလာတယ်။ဒီ4585 90ပေါ့နော်ဒီဇုံမှာပြန်တက်သွားတယ်။နောက်တစ်ချိန်မှာလည်းလာပြီးတော့မှစမ်းသက်ထားတွေ့ရပါဘောနော်။အဲ့ဆိုဒီဇုံလေးကိုအချိန်ချင်းစမ်းသက်ထားတာတွေ့ရတယ်ဆိုတော့နောက်တစ်ချိန်သာပြန်ရောက်လာခဲ့ရင်တော့ဒီ4585 90ဇုံကိုအောက်ကိုဖောက်ကျသွားမလားဒါမှမဟုတ်အထက်ကိုပဲပြန်တက်သွားမလားဆိုတော့တစ်ချက်စောင့်ကြည့်ရမယ့်အနေအထားလေးဖြစ်ပါတယ်ဆိုတော့အချိန်တနာရီကအကြကန်တဲ့နဲ့ဒီ4585 90စုံအောက်ကိုမပိတ်နိုင်ခဲ့ဘူးဆိုရင်တော့ဒီနားလေးမှာပြန်ဝယ်လို့ရမယ့်အနေအထားလေးပါရှင်ဆိုတော့4585ဆိုတဲ့ဈေးတန်းကိုအဓိကစောင့်ကြည့်ပါဒီဈေးတန်းကိုဒါအကြကန်တဲ့နဲ့မပိတ်နိုင်ခဲ့ဘူးဆိုရင်ပြန်ဝယ်လို့ရမယ့်အနေအထားဖြစ်ပါတယ်တကယ်လို့အကြကန်တဲ့နဲ့ဒီ4585ဈေးတန်းကိုဒါဖောက်ပြီးတော့မှဆင်းနိုင်ခဲ့မယ်ဆိုရင်တော့ဈေးက4560 4560ပေါ့နော်ဒီအောက်ကဈေးတန်းစုံလောက်ထိပြန်ပြီးတော့မှလာနိုင်မယ့်အနေအထားလေးဖြစ်ပါတယ်ဆိုတော့ဒီနေ့အတွက်အဝယ်စောင့်ကျင်တဲ့သူတွေအနေနဲ့4585ဒါမှမဟုတ်4560ဒီဈေးတန်းစုံတွေကိုစောင့်ကြည့်ပြီးတော့မှအဝယ် order ဝင်လို့ရမှာဖြစ်ပါတယ်အဝယ် order က confirmation ကဘယ်လိုစောင့်ရမလဲဆိုတော့ဒီ support level တွေပေါ့နော်အကြကန်နဲ့မဖောက်ခဲ့ဘူးဆိုမှဝယ်ပါတကယ်လို့ဖောက်ခဲ့ရဆိုရင်တော့အဝယ်မဝင်သေးပါနဲ့ဦးနော်နောက်ထပ် resistance level အနေနဲ့ကတော့အပေါ်မှာ4620ဈေးနဲ့4640ဆိုတဲ့ဈေးတန်းစုံတစ်ခုရှိရပါတော့ဒီဈေးတန်းစုံကလည်းဒါ strong resistance အနေနဲ့တရှိနေပါတယ်4620ကို H1 ရဲ့အတက်ကန်နဲ့ဖောက်နိုင်ခြင်းမရှိသေးဘူးပေါ့နော်ဆိုတော့ဈေးတက်အတအားထပ်ပြီးတော့မှပြန်ကောင်းနိုင်မှုဆိုရင်ဒီ4620ဆိုတဲ့ဈေးတန်းကို H1 ရဲ့အတက်ကန်နဲ့ဖောက်တက်နိုင်မှသာလျှင်ဆက်တက်နိုင်မှာဖြစ်ပါတယ်ဆိုတော့ဝယ်ဖို့အတွက်ဆိုရင်တော့4620ကို H1 ရဲ့အတက်ကန်နဲ့ဖောက်မှသာဝယ်ပါတကယ်လို့ဒီ4620ဈေးတန်းကိုဈေးကပြန်ရောက်လာတယ်ဒီနားမှာမဖောက်တက်နိုင်ဘူးပေါ့နော်အတက်ကန်နဲ့ဒီလိုမျိုးမပိတ်နိုင်ဘူးဆိုရင်ရှေ့ရအတိုင်းပဲပြန်ပြီးတော့မှကျနိုင်မယ်နေတာလေးရှိဆိုတော့နားလေးမှာရေလိုရောင်းချင်တဲ့သူတွေက4620 30 40ပေါ့နော်ဒီဇုံကြားထဲမှာရေလိုရောင်းလို့ကောင်းမဲ့ဇုံတွေဖြစ်ပါတယ်ဘယ်လိုကန်နယ် confirmation ကိုစောင့်အောင်ပါလဲဆိုတော့ H1 ရဲ့အသက်ကန်နဲ့ဒီဈေးရန်ဇုံတွေကိုမဖောက်နိုင်မှသာလျှင်ရောင်းဖို့အကြံပေးချင်ပါတယ်ရှင်ဒီနေ့ညမှာဆိုရင်ကမ္ဘာရွှေအတွက်စောင့်ကြည့်ရမယ့် calendar news တော့မရှိပါဘူးဒါပေမဲ့ breaking news တွေကိုတော့တစ်ချက်သိထားပါဒီနေ့ကတပတ်တာဈေးကွက်ပိတ်မဲ့နေဖြစ်တဲ့အတွက်သတိထားပြီးတော့မှအယောင်းဝယ်ပြုလုပ်စေချင်ပါတယ်ရှင်။ရောင်းမဝယ်မာတွေကင်ပြီးတော့မှ profit တွေရကြပါစေ။အခုလိုမျိုးကမ္ဘာရွှေဈေးကွက်ကိုကိုယ်တိုင်ခံမှန်းပြီးတော့မှအယောင်းဝယ်လုပ်တဲ့ချင်တဲ့သူတွေအနေနဲ့ပုံပြူစီမှာအခြေခံနေစပြီးတော့မှတိုက်ရိုက်တင်ကြပေးတဲ့ Zoom Club ကိုတက်ရောက်ပြီးတော့မှလေ့လာနိုင်ပါတယ်ရှင်။နောက်ပြီးတော့အခုချိန်မှာ trade ကောက်ဖွင့်ချင်တဲ့သူတွေအနေနဲ့ 100% credit bond နဲ့ပေးနေဖြစ်တဲ့အတွက်$900ဖွင့်တဲ့သူတွေကနောက်ထပ် credit 900ထပ်ရပြီးတော့မှ total 1000နဲ့ထွက်ရမယ့်အခွင့်အရေးရှိရဖြစ်တဲ့အတွက် trade ကောက်ဖွင့်ချင်လို့ပဲဖြစ်ဖြစ်တင်တန်းနဲ့ပတ်သက်ပြီးတော့မှစုံစမ်းမေးမြန်းချင်လို့ပဲဖြစ်ဖြစ်ဝက်ဖြူရဲ့ Telegram ကောက်မှာအသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။ view လေးကိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။